ဆိုတော့အနန္တ၅ပါးကိုရှိခိုးပါ၏ဖျားအနန္တ၅ပါးကိုရှိခိုးပြီးတဲ့နောက်ဘုန်းကြီးကြေညာထားတာနောက်ပိုင်းဟောမဲ့ဇာလန်းကသူများမကောင်းကြံကိုဘေးဒဏ်ထိဒီတရားကိုဟောမယ်လို့ကြေညာထားပါသူများကိုဖြစ်စေခြင်းတာကမကောင်းအောင်ဒုက္ခဖြစ်အောင်သေချေပျက်စီးအောင်ဆင်းရဲအောင်မွဲအောင်အဲ့ဒါလို့ဖြစ်စေခြင်းနဲ့ဗျာပါဒတရားတွေသူများမိမိကြံတယ်လို့မဖြစ်ဘဲနဲ့ဒီဘေးဒဏ်တွေကိုပြန်ပြီးတော့ထိတတ်ပါတယ်အဲ့ဒီအကြောင်းလေးကျုပ်ဟောခြင်းလို့တခြားမဟုတ်ပါဘူးပြိဿကျွတ်တို့ဘုရားကိုယ်တော်မြတ်ကြီးလက်ထက်တော်ကကောသလခေါ်တဲ့တိုင်းမှာအင်ဂျီ1000ရှိတဲ့ရွာကြီးအဲ့ဒီရွာကြီးမှာနောက်ဘဝကကိုပြုတ်ခဲ့တဲ့မကောင်းသောအကြံမကောင်းသောကံကြောင့်ကိုပြန်ဘေးဒဏ်ထိတဲ့တငယ်တယောက်ကိုကျုပ်အကြောင်းပြုဟောမယ်နောက်ဘဝကသူဘာတွေလုပ်ခဲ့ပါလိမ့်သူလုပ်ခဲ့တဲ့အလုပ်ကမိမိရဲ့ကြောင်းတိုက်အတွင်းသို့အာဂန္လုအရှင်များကြွရောက်လာတဲ့အချိန်တကားများကဆွမ်းစားပင့်ကြောင်းရှိတန်ခါအကုန်ပါဗျာလို့တန်ခါကုန်ဆွမ်းစားပင့်တန်ခါကုန်ဆွမ်းစားပင့်တော့အဲ့ဒီကြောင်းတိုင်ဘုန်းကြီးကအဲ့ဒီတန်ခါတွေသူဆွမ်းမစားတဲ့ချင်းအဲ့ဒီတန်ဃာတွေဆွမ်းကပ်မှာဆွမ်းလှူမှာကိုပင်လျင်သူ့အနေနဲ့ကမနာလိုဝန်တိုအိတ်တာမစ္စရိယတွေများစွာဖြစ်လာအဲ့ဒီလိုအိတ်တာမစ္စရိယတွေဖြစ်လာတော့ခက်တာပဲဒီတကားများနဲ့ငါအမြဲတမ်းနေတဲ့ကြောင်းတိုင်ဘုန်းကြီးငါအပင်သွားပြီးတာအခုတော့ကြည်စမ်းတန်ဃာဓုအလေကောင်မှာကြောင်းရှိတန်ခါကုန်ပါဗျာလို့ဆွမ်းစားပင့်မဖြစ်ဘူးမပင့်မဲထားရင်လည်းဝီနီးတော်နဲ့ငါမှအစင်မပြေဘူးအလေမနဲ့ကြရင်တော့ခေါင်းလောင်းကြီးတော့ရှိသားပဲခေါင်းလောင်းထိုးပြီးပင့်ရမှာပေါ့ဒီခေါင်းလောင်းကြီးထိုးနေကြဒုံနဲ့ထိုးရင်လည်းပဲဒီကိုယ်တော်တွေနိုးမှာမနိုးအောင်ထိုးမနှောအောင်ထိုးမယ်ဆိုပြီးတော့တရားနာပြိဿကြီးမနဲ့အိယာကထဒီပြသံဃာတွေမထခင်ခေါင်းလုံးကိုကျွတ်တို့ဘာနဲ့ထိုးလို့ဆိုတော့တမန်းမြက်ကလေးနဲ့သွားထိုးပြိဿကြီးခေါင်းလုံးတမန်းမြက်နဲ့ထိုးလို့ညီပါသူများရဲ့လက်လာပါသူများဆွမ်းစားရမယ့်ကိစ္စဒါကိုပင်လျင်သူ့စိတ်ထဲမနာလိုဝန်တိုးပြီးတော့တမန်းမြက်ဖြားလေးနဲ့ခေါင်းလောင်းထိုးပြီးတော့အရာထဲဆွမ်းစားကြွတဘာတဲ့ကြွသွားတယ်ရှင်ဗျာတဲ့ကြောက်ရှိတဲ့အာဂန္ဓုတန်ဃာတော်တွေရောတပိတော်တို့ဆွမ်းစားတန်ဃာကုံပင့်ထားတာပါဘယ်နဲ့ကြောင့်တဘာတဲ့ကြွလာတော့ဗျာဩတကားတို့မလာခြင်းလို့အိပ်ပုတ်တဲ့ကိုတော်တွေပဲမျောမနေနဲ့ကတကကြွလာတဲ့ကိုတော်ကကြွလာတာလဲသူတပါးတဲ့တော့ခွက်ချကိုရိတ်တယ်ကြွလာတဲ့ကိုတော်သားကအရှင်မဟာနှိုးဘူးလားဗျအမလေးနှိုးလိုက်တာခေါင်းလောင်းတအားထိုးတာတောင်မနှိုးဘူးမှန်လားပါဗျာခေါင်းလုံးထိုးရသားနဲ့မနှိုးဘူးဆိုရင်တော့ဒီတန်ဃာတော်ကြီးရဲ့ရှေ့မှောက်မှာတပည့်တော်ဆွမ်းစားပင့်လျှောက်ခဲ့တာပါဗျာခေါင်းလုံးထိုးလို့မှမနှိုးဘူးဆိုရင်တော့တပည့်တော်အိမ်ကကတ်တဲ့ဆွမ်းမဖုံးပေးခြင်းလို့လားသူဒီမဟုတ်ဒီအချိန်အစောကြီးအိပ်ပြက်မခံနိုင်ဘူးဆိုပြီးများနေရကြလေသလားဗျာကဲအရှင်ဘုရားပဲတပည့်တော်တို့ကပ်ပါမယ်ဗျာသူ့ပဲဆွမ်းကတ်ကြဆွမ်းဖုံးပေးပြန်မကောင်းတာကတော့အတော့ကိုမကောင်းတာပဲပြိဿကြီးအဲ့ဒီဘုံကြီးကောင်းသလားမကောင်းဘူးလားအဲ့ဒီဘုံကြီးမျိုးကိုခင်ဗျားတို့ကြည်ညိုသလားမကြည်ညိုဘူးလားကြွတ်တို့ကြတော့ရောဒါပေမဲ့နတ်အိတ်ထောင်နဲ့အပြည့်ထည့်ကြလားသာမအောင်ပါကို
ကြီးညိုတဲ့ဘုန်းကြီးကြီးညိုစရာကောင်းရင်ကြီးညိုရမယ်ကြီးညိုစရာမကောင်းရင်ကြီးညိုတဲ့နေရာမှာတရားတရားပြတ်တတ်ပါမှန်လားပြိတ္တကြီးလူတွေအကြည်ညိုမဲ့အောင်အဲ့ဒီကဲ့သို့မိမိတောင်းရှိတန်ဃာတွေအားဝတ်ကြည်တန်းကြည်ခေါင်းလုံးမထိုးဘူးလို့မဆိုရယုံတော့ခဲတရားနာပိဋကသမမ်းမြက်ဖြားလေးနဲ့ထိုးပြီးတော့သူတော်ဟာတဲ့လိုက်စားခဲ့တဲ့သူများရဲ့လက်လာဘကိုပိတ်ပင်ခဲ့တဲ့သူများမကောင်းကြံခဲ့တဲ့ကိုတော်သည်အဲ့ဒီဘဝကစုတည်၍ဟာကျွတ်တို့ဂေါရမဘုရားလက်ထက်ကောတလတိုင်းမှာအင်ကြီး1000ရှိတဲ့တန်ဃာရွာကိုသူလူလာဖြစ်တယ်။ဒါအင်ကြီးဘယ်လောက်ရှိဘာရွာကြီးတို့တန်ဃာရွာကြီးဘာရွာကြီးတို့ဟဲ့အဲ့ဒီတန်ဃာရွာမှာမိမတယောက်ဝမ်းသူတန်နေခတော့လေအဲ့ဒီအင်ကြီး1000ရှိတဲ့တန်ဃာတွေလုပ်ငန်းကင်ငန်းမှာအကုန်လုံး9ကောင်မှမရတော့ဘူးတဲ့ပြိတ္တကြီးကြည်တရားနာပြိတ္တမိမိမလှူလို့မိမိတွေမွဲတယ်မထင်နဲ့တော့ဘေးအဆွေအပွားတွေပါအဲ့ဒါလို့ဝန်တူနှမျောတဲ့ပုံကိုနဲ့ပတ်သက်ပြီးထိခိုက်လာတယ်အင်ကြီး1000ရှိတဲ့တန်ဃာတွေ9ကောင်မှမရတော့ဟာဘယ်လိုဖြေကုန်တာလဲဟာငါတို့အင်ကြီး1000ရှိတဲ့ရွာကြီးလိုက်စုံစမ်းလိုက်ကြတော့မင်းရရတကောင်မရဘူးကွာမင်းရောတကောင်မရဘူးကွာဟာမင်းရောတကောင်မရဘူးကွာတရွာလုံးတရားနာပြိတ္တနှံ့ဆက်အောင်တူနဲ့တူတယောက်နဲ့တယောက်ရှောက်မေးလိုက်တော့အင်းကြီး1000ရှိတဲ့ရွာကြီး9ကောင်မှမရဟေးအကြောင်းထူးတယ်ကွာအကြောင်းထူးတယ်ကွာတို့ရွာကြီးထဲမှာယုံမာတဲ့လူရှိခက်တော့ခက်သားလားလေတငါလှုပ်ရှားတဲ့လူကယုံမာတဲ့လူရှိပြီဆိုတော့ကွာတော့ကြတာပေါ့ဟဲ့လူယုံမာရွေးမကွာသူများအသက်တတ်တဲ့လူတွေလူယုံမာရွေးတော့မယ်တဲ့ပြိဿရဲ့လူယုံမာရွေးတယ်ဆိုလဲရွေးပြီမှာပဲပြိဿပြစ္ဆုတ်ပံကံကိုသူတို့တွက်တော်လဲတွေ့မှာကအတိတ်ကံယုံမာတဲ့လူကိုတွေ့မှာကိုပြိဿကြီးဘာတွေ့မှာတော့အတိတ်ကံဟေးဓမ္မတို့အင်ကြီး1000ရှိတဲ့ရွာတွေကလူယုံမာရွေးရအောင်900စီခွဲလိုက်ကြစို့900စီခွဲမင်းတို့900ကမရရင်မင်းတို့900တဲ့လူယုံမာပါလို့တို့900တွေကမရရင်900တဲ့လူယုံမာပါလို့ကဲ900စီခွဲအလုပ်လုပ်ကြစို့ရေလုပ်ငန်းတစ်ခါဆင်းပြီးလုပ်ကြအဲ့ဒီကလေးတန်တေတီးတဲ့မိမပါတဲ့အိမ်ကြီး900က9ကောင်မှမရဟိုဘက်အိမ်ကြီး900က9တွေရဟေးတို့ဘက်က900ရဲ့ပါနေပြီကွာလူယုံမာက250စီခွဲကြစို့ကွာမတွေ့အောင်ရှာမဖြစ်250စီခွဲပြီးအလုံးလုံးလိုက်ကြတော့သူတန်တေတီတဲ့မိမပါတဲ့250ကတကောင်မှမရဟိုဘက်250ကရဟေးတို့ထဲပါလာပြန်ပြီကွာငါလဲကွာမကောင်းတာမလုပ်ပါဘူးကွာငါသတ်တဲ့လူကငါလဲမကောင်းတာမလုပ်ပါဘူးကွာဟေးတို့250တဲ့လူယုံမှရှာကြအောင်စို့တရားအစိတ်စီခွဲကွာတရားအစိတ်စီခွဲတာအဲ့ဒီကလေးတန်တေတီတဲ့မိန်းမတရားအစိတ်ထဲကတကောင်မှမရဟိုဘက်ကရဟာဟေးတို့ထဲပါလာပြီကွာတွေ့တော့မှာပဲကွာတရားအစိတ်ကိုခွဲကြအောင်စို့ကွာဒီတော့တရားအစိတ်ဘယ်လောက်စီခွဲမှာတော့85စီဟာကြည့်လေခွဲဟာငါလည်းမခွဲတတ်လို့ပြင်းသားကြီးမဲအောင်မတရားအစိတ်ကစုံလမ်းမှာဝါတရားမှာ9ကောင်နဲ့တော့တွေ့ပြီချင်းတယ်တို့ငငယ်တုန်းကသေလူအောင်ဟေးဝါတရားမှာ9ကောင်ဘယ်လို့မှသေမရဘူးမရမဲ့တူတူတော့တယောက်ကတော့အလဲကောင်ကြံရမှာနဲ့တူတယ်
ကဲတရားအစိတ်စီခွဲလိုက်တရားအစိတ်ကနေပြီးတော့တရားနာပိဋကခွဲလိုက်လေကောင်တယောက်ကဆိုကြမ်းမှာအလေကောင်2ယောက်ကြံတော့တရားနာပိဋကရေကိုင်း124ထားပါတော့124ကိုဟိုဘက်ဒီဘက်ခွဲလိုက်ရင်ဘယ်လောက်စီရ62ယောက်စီ62ယောက်စီရတော့အလေကောင်ကဟာကြီးရတော့ကြံမှာပဲကဲတယောက်ကြံနေတယောက်ကြံမှာကိုတရားနာပိဋကသူတို့ဘယ်ပုံစံနဲ့ခွဲတယ်လဲလို့ဆိုတော့ဟေးလာဒီလိုလို့ငါတို့လူကအစိတ်ဖြစ်နေတော့တရားအစိတ်ဆိုတော့မစုံဘူးကွာမဖြစ်ပထမဆုံးတယောက်အလဲကောင်းနေကွာဟိုဘက်ဒီဘက်ခွဲဟိုဘက်ဒီဘက်ခွဲဆိုတော့တရားနာပိဋကခုနှစ်ကသူ့တန်နေတည်တဲ့မိန်းမကအလဲကောင်းကိုသူကိုယ်ရုပ်ကာယလာကြသူ့အလဲကောင်းထားပြီးဟိုဘက်ဒီဘက်ခွဲလိုက်တော့ဟိုဘက်က60နဲ့2ယောက်ကလည်းရလာတယ်ပိဋက9တွေဒီဘက်62ယောက်ကလည်းရလာတယ်ပိဋက9တွေဟေးတွေးပြီကွာတွေးပြီတို့အင်ကြီး1000ရှိတဲ့ရွာတွေ9တကောင်မှမရတော့မိမယုတ်ဒင်းရောဒီတော့တရားနာပိဋကကြီးကျုပ်ပေါ်ကြီးလေအပြစ်မတင်ကြပါနဲ့နေဦးနင်းလင်သားခေါ်နင်းလင်သားခေါ်လိုက်လို့ရှိရင်ဘယ်တို့ဘက်ကတယောက်လို့မှာဟိုဘက်ကတယောက်ပို့မှာကဲဒီလိုလောက်ကြစို့နင်တို့လင်မယား2ယောက်ထဲငါးရှာကြည့်စမ်းဟေးငါတို့50ချက်မှာဘယ်နေရာဟာငါးများများရှိငါးများများရှိတဲ့နေရာရှာကြည့်အလုတ်ခွန်ပေးလိုက်ကြတကောင်မှရတန်ဟေးတို့ဘယ်သူမှရှောက်ရှာမနေနဲ့ဒီလင်မယား2ယောက်ပဲတို့ရွာတဲ့ထားလို့မဖြစ်ဘူးလင်ထုံးမှဖြစ်မှာအော်တန်တော့လက်ဆက်တတ်တော့ငါလင်ကြောင်လည်းမဟုတ်ဘူးနေကြပါအိုးဒီလိုမလုပ်ကြပါနဲ့ကျုပ်တယောက်ထဲဟိုဖြစ်နေတော့ကျုပ်လင်သားတယောက်ထဲထားကြည့်ပါလားဟိုဘက်60ယောက်ဒီဘက်62ယောက်ကျုပ်လင်သားတယောက်ထဲထားကြည့်အောင်လေကျုပ်ကိုတစ်ဖက်ဖက်ထည့်ကြည့်ပါဦးလင်လုံးတဲ့လူကမျက်စောင်းထိုးဘာဆိုင်လို့နေအောင်ကြတာငါဆိုင်မှာလင်လုံးတဲ့လူကဒေါသဖြစ်လာဘာဆိုင်လို့နေခလေကောင်ကြတာမဟုတ်ပါဘူးတော့တဲ့လင်းနေမရပဲတဲ့ဟိုတော့ကိုခလေကောင်ထားပြီးဟိုဘက်60ယောက်ဒီဘက်62ယောက်ကျုပ်ပါတဲ့62ယောက်ထဲကမရရင်ကျုပ်ပဲပေါ့ဒီတော့လင်သားလောက်တဲ့လူကိုခလေကောင်ကထားပြီးဟိုဘက်60ယောက်ဒီဘက်62ယောက်ခွဲလိုက်တဲ့ချိန်ခါမှာအဲ့ဒီမိန်းမပါတဲ့ဘက်ကငါမရဘူး62ယောက်စလုံးတော့နင်မလာတာတို့ပဲမရတော့မဖြစ်ဘူးဆိုတော့စဉ်းစားကြည့်လိုက်တော့လေသူ့တန်တွေတီးနေတဲ့အပေါ်မှာဘာမှဝေဖန်မှုမရှိဘူးပြိဿတန်တရားလည်းမဖြစ်ဘူးကျုပ်လေဒီလိုဆိုရင်ဒီရက်ဒီရွာမှမနေပဲနဲ့ကျုပ်သွားပါမယ်ကျုပ်ကြောင့်တရွာလုံးငါမရတဲ့ကိစ္စကဲကျုပ်သွားမယ်ဟေးသူသွားတာကိစ္စမရှိဘူးမိမသားလည်းဖြစ်တယ်ကွာလိုက်သွားမင်းရောလိုက်သွားဗျာလိုက်ရမှာပေါ့လင်းနေမရပဲသူသွားကျုပ်လိုက်ရမှာပေါ့ကျွတ်တို့ဖာသာတခြားရဝေးသွားပြီးတော့လုတ်ကဲစားတော့ကြပါမယ်ခင်ဗျာလင်မယား2ယောက်စလုံးနှင်ထုတ်ခံရသားပိဋကဝင်တွေကသားအတွက်နော်ဒါကြောင့်သူများမကောင်းကြံပြီးတော့မနာလိုတဲ့စိတ်တွေဝန်တိုးတဲ့စိတ်တွေအိတ်သမစရိယာတွေဒါတွေမွေးမိကြပြီဆိုရင်ဖြင့်ကြည်ဘယ်ထိအောင်ထိခိုက်မယ်ဆိုတာဆက်ပြီးတော့နားထောင်ကြည့်အောင်ပိဋကလင်မယား2ယောက်ထွက်သွားမောင်ရဲ့ထို့ဘယ်နဲ့ကြောင့်ဒီလိုဒုက္ခဖြစ်ပါလိမ့်မယ်တော့ကျွတ်တို့တန်ငါတယ်ဆိုတာကတော့သူများအသက်တတ်တာမကောင်းတဲ့အလုပ်လုပ်တဲ့လူချင်းမှန်ပါရဲ့ဒါပေမဲ့လို့တိထဲရုပ်မာတဲ့အလုပ်ကြီးကျုပ်လည်းမလုပ်မိပါလားတော့ဒီအသက်ဒီရွယ်ထိတော့အပေါ်မှာလေလော်လီဖောက်ပြပြီးတော့တပါးတော့ယောက်ျားနဲ့လည်းကျုပ်မပြစ်မှားမိပါဘူးငါလည်းဒီလိုပါပဲကွယ်ကဲဖြစ်သမျှအကြောင်းအကောင်းကြီးပေါ့လာတော့ကြစို့ဆိုပြီးတော့လောက်ကင်စားတော့ရင်းနဲ့နောက်
ကိုလာကနေပြီးတော့ဆယ်လရောက်သောအခါတန်းယောက်ျားလေးဖွားမြောက်လာပြေးတော့ဘာလေးတို့တန်းယောက်ျားလေးဖွားမြောက်လာတော့သူတို့ရှိတာပါတာလေးလဲစားလို့တောက်လို့ကုန်ပြီအေးစဉ်လှဲ့ပြီးတော့ထမင်းတောင်းရစားရတဲ့ဘဝရောက်ဒီလိုတောင်းရမ်းစားရတဲ့ဘဝရောက်သောအခါကလေးလေးကိုမအေးချီတယ်အဖေကအလွတ်ခွက်ကိုတက်ရောက်တစ်လုံးစီခိုင်းထမင်းပေးမဲ့ခွက်ကိုတက်ရောက်တစ်လုံးစီခိုင်းထမင်းပေးမဲ့လူကကလေးချီထားတဲ့မိန်းမခွက်ထဲထမင်းမထက်ယောက်ျားခွက်ထဲထမင်းထက်ကျုပ်လည်းပေးပါအောင်တော့ဟိုကတယောက်ထဲပါကျုပ်ကသားလေးနဲ့ပါမပေးဘူးနင်သားတော်လေးရှိပြစ်လိုက်နင်သားတော်လေးရှိပြစ်လိုက်အိမ်တိုင်းဒီလိုကြီးအပြောခံရကဲမောင်ရဲ့ကလေးချောင်များလားတို့မသိဘူးจิตသိမ့်ထားစရာကြီးဖြစ်လာပြီဒီရွယ်လေးဆိုတာအလွန်တနာရကြတာကဲရောမောင်ရဲ့ကလေးတစ်နှစ်ချီပါဦးယောက်ျားကလေးပေးပြီးတော့နောက်တအိမ်ကျတော့ဒီလိုပဲတခါတည်းခွက်တစ်လုံးစီကင်တောင်းကလေးမပါတဲ့မိန်းမရဲ့ခွက်သေးကိုထမင်းထဲသည်ကလေးချီထားတဲ့ယောက်ျားရဲ့ခွက်သေးထမင်းမပေးဘူးသူ့တယောက်သေးပါဗျာကျုပ်ကလေးလေးနဲ့ကျုပ်ခွက်သေးထဲပါအောင်မပေးဘူးအဲ့ဒီကလေးတော်တဲ့ရှိပြလိုက်အဲ့ဒီကလေးတော်တဲ့ရှိပြလိုက်ဒီတိုင်းကြီးအပြောခံရဟုတ်ပါပြီကွယ်ဟုတ်ပြီနှမငါတို့အင်ကြီးတစ်ထောင်ရှိတဲ့တန်ဃာရွာကြီးငါတကောင်းမှမရတာသူ့ကြောင့်ကလေးချီသောမိခင်ခွက်တဲ့ထမင်းမထဲတာသူ့ကြောင့်ကလေးချီသောဖခင်ရဲ့ခွက်တဲ့ထမင်းမထဲတာသူ့ကြောင့်အဲ့လေသူ့တော်နေကိုလာလွယ်ဆင်းလာဖွားတဲ့သားမင်းလည်းတနာပြီမယ်ငါလည်းကိုကဖြစ်တဲ့ရင်သွေးတော့ချစ်တာပဲနှမရဲ့ကလေးတဖြည်းဖြည်းစောင့်ပြီးတော့မွေးကြွေးကြည့်ကြပါအောင်စိုးနဲ့တဖြည်းဖြည်းစောင့်ပြီးမွေးကြွေးကြည့်ပြီးလာခဲ့ရကလေးကမတ်တပ်ပြေးလေးဘဝရောက်လာမတ်တပ်ပြေးလေးဘဝရောက်တော့ရှောက်ပြီးတောင်းလိုက်ကြတဲ့ကိစ္စဒီကလေးမြင်တိုင်းမေတ္တာပြည့်ဒီကလေးမြင်တိုင်းခွက်ထဲထမင်းမထဲကြတော့လင်မယားနှစ်ယောက်တိုင်းတယ်ကလေးလေးလည်းမတ်တပ်ပြေးလေးမတ်တပ်ပြေးကနေတဖြည်းဖြည်းသကပီနာကြဘဝနဲ့အရွယ်ကလေးပေါ့လေဥမမဲ့စာမမြောက်လင်းက6နှစ်သားလေးရောက်လာတော့နှမဒီလိုလုပ်ကြပါစို့ကွယ်ကိုမချီကအမိတော်လဲတာတော်ခဲ့ဤကဘာမီလောင်းသားကောင်းချနေဆိုတဲ့စကပုံကလည်းရှိနေတော့သူနဲ့သာနေရမယ်ဆိုရင်တနေ့ငါတို့ပါအလင်းမမီပဲနဲ့ငတ်ပြတ်ပြီးသေးကုန်ရတော့မှာပဲအေးရတစ်ထောင်ရှိတဲ့ရွာကြီးငါးရကောင်းမှမရတာလေသူ့ကြောင့်မိမိတို့ချက်မြုပ်ဇာတိရွာကတို့လင်မယားထွက်ပြီးတော့ပြေးကြရတာကလည်းသူ့ကြောင့်နှမရဲ့ချစ်တော့ချစ်တာပေါ်မချစ်လို့မှမဟုတ်ဖ ೇನೆ သူ့ချစ်သမျှကိုတို့လင်မယားနှစ်ယောက်နစ်မြုပ်ရမှာမို့ပြစ်ထားကြရစို့လားပြစ်ထားကြရစို့လားဟင်တော့ဘယ်လိုပြောလိုက်တာတော့ကြံရပါပြီတော့ကြံလဲကြံရပါပြီရဲ့ကိုလာလွယ်ဆဲလာဖွားရတဲ့သားမို့ကျုပ်ပဲလို့နီးနေမှပြစ်နိုင်ဘူးမပြစ်နိုင်မို့ဟူကျုပ်သက်သေးချင်းသေးပါစီတော့ကဲဒါဖြင့်နှမမင်းကမပြစ်နိုင်ရင်မင်းကငါ့ရဲ့ပူချစ်တာမိခင်ပြီဘူးပူမချစ်ရဘူးလို့လည်းငါမဆိုလိုပါဘူးငါတော့ဖြင့်သူ့တံမခံနိုင်ဘူးနှမမင်းသားချစ်ရင်ငါ့ကိုပြေးငါ့ကိုချစ်ရင်မင်းသားကိုပြေးချစ်ပေမဲ့လို့လေငါပြတ်ပြီးတော့အစာရေစာငတ်လို့သိရတဲ့အထဲမှာတတိုင်းလုံးတစ်ပြေလုံးဒုပိတ်ကန္တရကတ်ကြီးဆိုင်လို့အကုန်ငတ်သိတာအကြောင်းမဟုတ်ဘူးသူ့ကြောင့်ဒွန်းလင်မယားနှစ်ယောက်ထဲတော့ငတ်အတိမခံနိုင်ဘူးအသေးမခံနိုင်မဲ့အတူတော့မင်းသားချစ်ရင်မင်းနေရခဲ့
ငါတော့မနေဘူးသွားမယ်ပြောကြနေပါအောင်တော့ကဲကျုပ်သားလည်းကျုပ်ချစ်တယ်တော့ကိုလည်းချစ်တယ်ဒါပေမဲ့လို့လေဒီတိုင်းကြီးပြစ်ပြီးလို့လည်းမတော်ပါဘူးသူမသိအောင်လှည့်ပတ်ပြီးတနည်းနည်းနဲ့ထားခဲ့တာပေါ့ကောင်းလားအေးကောင်းတယ်ခမဒါဖြင့်ဒီလိုလို့သူပြောတာနဲ့သူကြားကုန်လားမသိဘူးကြားကုန်မလားမသိဘူးဆိုဟိုကနားထောင်နေတာကြားတာပေါ့မကြားပဲနေပါကလေးကဒါပေမဲ့လို့မိဘများငါပြစ်သွားလိမ့်မယ်လို့သူစိတ်ထဲတဆန်းကြီးမြတ်မရှိသာသမီမိဘအာကိုးတာဟိမိဘအာကိုးတာဟိပြစ်သွားလိမ့်မယ်လို့သူစိတ်ထဲမယုံကြည်ဘူးပြောတာတော့ကြားတယ်သူပြောတယ်ရဲ့လို့လဲသူတိတိကျကျဝေခွဲလို့မရဘူးပြစ်သွားကြစို့လို့ပြောတာပဲသူသိအဲ့ဒီလိုသိတဲ့စကလုံးလေးကိုပဲသူကြားရတဲ့အခိုက်ဘာမှနားမလဲရှာတဲ့ကလေးဆိုတော့လူလေးဗျာလာပါတို့တောင်းစားရတဲ့ဘဝငါသားသိတယ်နော်ဟုတ်ကဲ့ငါသားဒီရွယ်ကလေးရောက်လာပြီဟိုငါသားခွက်ကလေးနဲ့ထမင်းတောင်းမှုသလားတောင်းပါဘူးတဲ့မေမေတို့တောင်းကြွေးတာကျွန်တော်စားခဲ့ပါပြီဖေဖေတို့တောင်းကြွေးတာပဲကျွန်တော်စားခဲ့ပါတယ်ခင်ဗျဒါကြောင့်သားရဲ့အခုတော့လေဟိုမရလားဟိုပါဟိုအိမ်ကြီးမြင်ပါတယ်ခင်ဗျအဲ့ဒီအိမ်ကြီးကလေဟိုကလေးလေးတွေဆိုတိတ်တနာတာဒါသားရဲ့ထမင်းပေးမယ်လို့လည်းပြောတယ်ရော့ငါသားဒီခွက်ကလေးယူသွားခင်ဗျာဟုတ်ကဲ့စားလဲစားလာပြီကျုပ်လည်းဘာမှမစားရသေးဘူးသူပေးမယ်လို့ပြောသလားပြောတယ်ငါသားရဲ့အဲ့ဒီငါထမင်းပေးမယ်တဲ့ကလေးဆိုရင်လည်းတနာတတ်တယ်ရော့ငါသားဒီခွက်ကလေးနဲ့သွားဆိုပြီးခွက်ကလေးပေးလိုက်ကလေးကခွက်ကလေးနဲ့အဲ့ဒီအိမ်သွားထမင်းတောင်းကလေးအဲ့ဒီအိမ်သွားလို့ဘာမှမကြသေးဘူးမျက်ခြေအပြတ်လောက်မှလင်မယားတယောက်နဲ့တယောက်ကင်ပြီးလိကြလာသွားစို့ဟဲ့နေပါဦးတော့ဟိုအိမ်ကမပေးလိုက်လို့ရှိရင်ကျုပ်သားလေးဘာစားမလို့သူကနေသူရှိတယ်နေမလေးသွားလို့လာလို့အောင်ပြေးကြလို့ကြိုင်တော့မှငါတိကျသေးကုန်လိမ့်မယ်မှတ်ထားဟဲ့ငါညီများနှမများမှတ်ထားဟဲ့လိမ္မာတဲ့သားသမီးကိုမပြည့်ရကြတော့လေမိုက်တဲ့သားသမီးတချို့သတင်းစာတဲ့အမွေပြကြေညာကြတာတွေတွေ့မှုတယ်မဟုတ်လားကြည်အခုအမွေပြတင်မကဘူးလူပါဖြတ်ပြီးတချို့အမွေပြကြေညာပြီးမယ်လို့ဒီလူကိုမျက်ခြေအပြတ်မခံရင်သားသမီးကောင်းတဲ့ဝင်ခွေရသေးတယ်ဟိုမှာကလေးဥမမယ်လေးကိုလူပါဖြတ်ပြီးပြေးကြပြီတရားနာပြိတ္တာပြစ်ထားခဲ့တော့ကလေးကခွက်ကလေးနဲ့အိမ်ထဲဝင်သွားဟဲ့ကောင်လေးဘယ်ကောင်လေးတို့ဗျာထမင်းပေးမယ်ပြောလို့မဲကြံကြီးစီရတော့ဖေနဲ့မေရပြောလို့ဘယ်လို့နဲ့ဖေနဲ့မေနောက်လှည့်ကြည့်ဟောဖေတို့ဟောဗျာကျုပ်ပြေးသွားကြပြီဟင်နေပါဦးနင်းအဖေနဲ့အမေကရှိလို့လားရှိပါတယ်ကျုပ်ဖေနဲ့အမေခုနကဟိုနားလေးမှာဗျဟိုနားလေးဆိုရှိမှာပေါ့ဟဲ့ကျုပ်ကိုပြောလိုက်တယ်အဲ့ဒီအိမ်ငါတဲ့ကလေးဆိုသိတ်တနာတတ်တာပဲတဲ့တော့ကလေးနေလည်းတနာတာမဟုတ်ဘူးထမင်းပေးမယ်ပြောလို့ကျုပ်ခွနဲ့အယူခိုင်းလိုက်လို့ကြံရစီကတော့တို့ပြောပါဖေတို့မေမေတို့ငါလိမ်ပြီးတော့ပြစ်သွားကြပြီထင်ပါရဲ့ငါစဉ်းစားကြည့်လိုက်တော့ဖေတို့အမေတို့ပြောတဲ့စကားဥမနားလေပြီအင်းကြီးတထောင်ရှိတဲ့ရွာကြီးငါတကောင်းမှမရတာသူ့ကြောင့်ငါပြောတာနဲ့တူပါရဲ့ကျွတ်တို့ချင်းမြုပ်ဒေသအင်းကြီးတထောင်ရှိတဲ့ရွာကြီးကထွက်ပြေးလာရတာသူ့ကြောင့်ဒီကနေ့ဒီအချိန်ဒီထမင်းဝအောင်လည်းမစားရဘူးတဲ့သူပါတဲ့မိခင်သူပါတဲ့ဖခင်ခွက်ထဲထမင်းမထည့်ဘူးတဲ့သူတို့ပြောတဲ့စကားတွေအလုံးခြုံကြည့်လိုက်တော့တန်တော်
ငါ့ကိုမတနာလို့ပြစ်ပြီးတော့ပြေးကြပါဘောလားအဲ့လေမိမများအပြစ်မရှိပါဘူးငါအပြစ်တွေးကြီးပါလားအခုဒီအိမ်ကလည်းကြံကြီးစီယာငါထမင်းပေးမယ်လို့လည်းမပြောဘူးတဲ့ကလေးမြင်နိုင်လည်းမတနာဘူးတဲ့ဟုတ်ပါတယ်ခင်ဗျာကျုပ်ဖေလို့မေတို့ကျုပ်ပြစ်သွားကုန်ကြပါပြီခင်ဗျာကျုပ်ကိုတနာလို့ရှိရထမင်းလေးကျွေးပါခင်ဗျာဟင်မင်းဖေနဲ့မေကပြစ်သွားမင်းတို့အိမ်နဲ့ရောက်ရင်တို့အဖတ်တင်နေလိမ့်မယ်တော်ဟဲ့တော်လေးသွားဟိုဘင်းသွားတော်ဟိုဘင်းကပြီးတာကန်းတဲ့ဟိုဘဲအိမ်လေးလို့ဟိုဘဲအိမ်သွားခွက်ကလေးနဲ့မလီတော်ချိုင်းစီရတော်နှင်းထုတ်ကလေးဘယ်အိမ်ကမှမပေးဘူးဒီလိုနဲ့ထမင်းမစားရတဲ့ဘဝဒဇက်မိတ်အယိုးလေးတွေဂျိုးလေးတွေထမင်းတို့ဟင်းတို့တွေစွန့်ပြေသွန်ချရာဖြစ်တဲ့တချို့နေရာအမိုက်ပုံတွေကအယိုးလေးတွေကောက်စုပ်ခွေးကျွေးတဲ့ထမရေအိုးဝင်းနှိုက်လို့ငေါက်ထုတ်လို့ထုတ်ဒီလိုနဲ့မစားရမတော့ရအငတ်ငတ်အပြက်ပြက်နဲ့ကြောက်စရာကောင်းတယ်နော်ဝန်တိုးတာတွေနှမျောတာတွေဟိုခေါင်းလောင်းလေးကိုခေါင်းလောင်းကိုတရားနာပြီးသားသမမ်းမြက်ကလေးနဲ့ထိုးခဲ့တဲ့ကံနေနော်ကြောက်စရာကောင်းလုံးလို့အဲ့ဒီလိုမစားရမတော့ရနဲ့အိတ်တော့သစ်ပင်ရင်စားတော့အမိုက်ပေါ်ဒီလိုဒုက္ခတွေကြုံပြီးတော့နေရတဲ့အခိုက်ရေလည်းမချိုးကောင်းကဆံမင်ကလေးကလည်းလိန်ကြည့်ပြီးတော့တခါမှမရိတ်တော့ဂုတ်ပေါ်ရောက်ကောင်းလေးကိုလမ်းသေးရဖြစ်လို့လမ်းသေးရအဲ့ဒီတော့ကများစလာမသိပါဘူးအေးငါညီများငါပေါ်လဲမျက်စောင်းထိုးကြပါနဲ့ကွာနော်မင်းတို့ကတော့လှအောင်ထားတာပါဟိုကတော့မိဘကမပြုစုလို့ကွာတမင်တက်တဲ့ကိုမရိတ်နိုင်ရေးမချုံနိုင်ညစ်ပေးလို့မင်းတို့ကဟိုဂုတ်ထီအောင်စပင်လေးတွေထားပြီးဒီကော့စမတစ်တို့ဘာတို့အုံစီတို့ပေါ်လကွာမိုးပွင့်တို့ပေါ်လကွာရေမွှေးတို့ပေါ်လကွာမင်းတို့နာကတ်ရင်မှုကြံကြံလေးတွေပါကွာဟိုကောင်လေးကကြီးကွာကောင်းမှုကွာချိုးတယ်ကွာတော်ချိုးတာကွာသူကလမ်းပေါ်နေရလို့လမ်းသေးရဲ့ကိုကွာမင်းတို့ကလမ်းမော်နေတော့နေကြပေါ့ကွာအိတ်တော့မင်းတို့ကအိတ်တာပါကွာနော်မင်းတို့ကလမ်းသေးရဲ့အစ်စ်မဟုတ်ဘူးကွာအတုဟိုကောင်လေးကလမ်းသေးရဲ့အစ်စ်ကိုအိတ်တော်လေလမ်းမော်စားတော့လေအမိုက်ပေါ်ဒုက္ခတွေကြုံပြီးတော့နေတဲ့ဖုတ်တဆေလေးကြလို့မြင်တယ်ကလေးကိုမြင်တယ်ဥမမဲစားမမြောက်ရောက်ချင်ရရောက်ပေါက်ချင်ရပေါက်လျှောက်သွားနေတဲ့ကလေးနဲ့တူရဲ့ကောင်းမောကဆမ်းမင်းနဲ့လည်းကြက်ပြားကြီးဖြစ်ဖုံနဲ့အမိုက်ချင်းအိတ်ခန္ဓာကိုယ်လည်းအဝတ်အစားမရှိစားပြန်တော့လေအမိုက်ပုံတွေကဟိုရိုးလေးကောက်သွားလိုက်ဟိုထမင်းရိုးလေးကောက်စားလိုက်သူ့ဖြစ်ပုံကိုတိတ်တိတ်ချာချာသပိတ်ပိုင်ပြီးတော့ရက်ပြီးတော့ရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးကြည့်သူ့အကြောင်းကြည့်လိုက်တော့ဥပနိတယမြင်လဲမြင်တော်မူတယ်လေသိလဲသိတော့သာဝကဝိနည်းကလည်းဖြစ်နေပါသဖြင့်ကြည့်ကလေးအပါကတ်ဟဲ့ကလေးဗျာအိုးဘုန်းကြီးကိုဗျာလို့ပြောရဘူးကွဖះလို့ထူရတယ်ဖះအေးအဲ့လိုထူကွမင်းမသူသားတော့ကျုပ်အမေသားပေါ့ဗျအိုးတပည့်တော်အမေသားပေါ့ဗျာလို့ပြောရတယ်ကွတပည့်တော်အမေသားပါဗျာအေးလေအမေအမွေးတာတော့ဟုတ်တာပေါ့ကွမင်းမေကဘယ်သူတော့တပည့်တော်အမေကအမေပဲဗျာအေးလေအမေတော့အမေပေါ့ကွမင်းမရှိသလားတပည့်တော်အမေရှိတယ်ဗျာအော်မင်းဖေရောဟေ့ရှိတယ်ဗျာဘယ်နေတော့ကွမသိဘူးဗျာအမေဖေနဲ့မရှိတယ်ဆိုတမရှိပါတယ်ဗျာ
မရှိရင်ဘယ်နေတုံးကွယ်မှန်လားပါဗျာဘယ်နေမှမသိဘူးဗျာအေးဟဲ့နေပါအောင်ကွယ်အဖေမရှိတယ်ဆိုတာလဲသိပြီးတော့ဘယ်နေမှမသိဘူးဆိုရအောင်ဘယ်လိုလဲမင်းစကားငါနားမလဲဘူးကလေးမှန်လားပါဗျာတပည့်တော်ဖြင့်ဗာလေးလျှောက်ပြပါမယ်ဗျာတပည့်တော်ဒီအိမ်တပည့်တော်မိဘများအစကအဲ့ဒီနေတယ်ဗျာတပည့်တော်ကိုတန်တေးတီးတဲ့အချိန်ကစလို့တပည့်တော်မိခင်ဝန်ထဲမှာတပည့်တော်တန်တေးယူတဲ့အချိန်ကစလို့အင်ကြီး1500ကောင်မှမရလို့ခွဲကြတယ်ဗျာတပည့်တော်မိဘနှစ်ပါးပြောတာအစကဘာများလဲလို့အောက်မိတာတပည့်တော်ကြောင့်ဖြစ်နေတာကိုနောက်ပြစ်ပြေးမှသိရပါလားဗျာနောက်ရွာကနေပြီးတော့နှင်းထုတ်လို့တပည့်တော်ဖေမေတပည့်တော်ကြောင့်ထွက်ပြေးခဲ့ကြလို့ဗျာဒီတော်မိဘများကတိုင်ပင်ကြတဲ့စကားကိုမချိကအမိတော်လဲတတ်တော်ခဲ့ဤကဘာမီလောင်းသားကောင်ကိုချနေပြစ်ပြေးကြသောလို့အဖေကပြောတော့အမေကငိုတော့ဗျာအေးမင်းသားချစ်ရင်မင်းနေရေးငါကိုပြစ်ငါကိုချစ်ရင်မင်းသားကိုပြစ်လိုက်ခဲအဲ့ဒါလို့ပြောတဲ့အတန်လေးလည်းတပည့်တော်ကြားမိတယ်ဗျာနောက်တော့တပည့်တော်ခွက်ကလေးပေးလို့လူလေးဟိုအိမ်ကထမင်းပေးလိုက်မယ်ကလေးဆိုရင်တနာရတဲ့ဆိုပြီးတော့ခွက်ကလေးနဲ့လှော့တပည့်တော်ထမင်းသွားပြီးတော့တောင်းတဲ့အခိုက်အတန့်အရှင်မယားတပည့်တော်ကိုမိဘနှစ်ပါးစွန့်ပြီးတော့ပြစ်ပြီးတော့ပြေးကုန်ကြပြီဗျာမိဘနှစ်ပါးပြစ်လည်းမရှိပါဘူးတပည့်တော်အပြစ်ဖျားမိဘနှစ်ပါးရွာတွေကထွက်ပြေးရအောင်ခံစားခဲ့ရတဲ့ဒုက္ခတွေတပည့်တော်ကြောင့်ပါဗျာတို့ဖြစ်ပါ၍အရှင်မယားတပည့်တော်အဲ့ရထဲလျှောက်ပြီးတော့ခွန်းနဲ့တောင်းလာလဲဘယ်သူမှကြွေးမဲ့လို့မရှိဘူးဗျာအမင်းပါစားနေလို့တပည့်တော်ဟိုအမိုက်ပုံထဲကအယိုးလေးတွေကောက်သွားတော့ဗျာခွေးကြွေးထားတဲ့စခွက်ထဲတပည့်တော်တစ်ခါနှိုက်စားရတော့ဗျာတခါတစ်စက်မိတ်သွတ်ထားတဲ့ထမင်းကျိုးထမင်းတို့တွေကိုတပည့်တော်စားရတော့ဗျာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဩတဏှာစရာပါပဲလားကွယ်အေးဒါဖြင့်မင်းကိုရင်ဝတ်မလားကွယ်ဖယားတပည့်တော်လို့လမ်းတရဲ့ဘယ်သူကကိုရင်ဝတ်ပေးမှာတော့ဖယားလမ်းတရဲ့အစ်စ်ပြောတာပါကွာတို့ခုခေတ်အတုတွေမဟုတ်ဘူးတပည့်တော်ကလမ်းပေါ်မှာနေလမ်းပေါ်မှာဆက်လမ်းပေါ်မှာအိတ်လို့ပြီးတော့ဆင်းရဲတော့ဗျာတပည့်တော်လို့ဖုတ်တစေဘသူကသင်္ကန်းဝစ်ပေးမှာတော့ဗျာဟေးမင်းဝစ်ပေးမဲ့လူရှိလို့ပြောတာကွဘသူကဝစ်ပေးမှာလဲဗျာတပည့်တော်အိမ်ထဲကိုအဝင်မခံရဘူးဗျာဩမင်းငါဝစ်ပေးမှာလေဗျာရှင်မရကစားတာလားဩဘယ်ကစားရမှာတော့ကွတပည့်တော်တကယ်သနာလို့တကယ်ဝစ်ပေးမလားဗျာအေးဝစ်ပေးမှာပေါ့ကွဟုတ်လားပါဗျာတပည့်တော်သနာလို့ဖြစ်သင်္ကန်းဝစ်ပေးတော်မူပါဗျာတပည့်တော်မြတ်စွာဘုရားမြောက်ပါတဲ့သင်္ကန်းဝစ်ပေးမယ်ဆိုရင်တပည့်တော်ဝစ်ချင်ကြောင်းပါဗျာလို့ရှင်သာရိပုတ္တရာခြေသလုံးတော်ဝင်တအားဖက်လို့အိုးခြေမမိုးတော့မျက်ရည်တွေညာရွှဲဟဲ့တိတ်တငယ်လာသွားကြစို့ရှင်သာရိပုတ္တရာခေါ်တော်မူသွားပြီးတော့သင်္ကန်းစီးပေးလိုက်ကိုရင်ကလေးဖြစ်သွားကိုရင်ကလေးဖြစ်သွားလို့သင်္ကန်းစီးပေးလိုက်တော့လေသူ့ရဲ့နောက်ဘဝကမကောင်းတဲ့အတိတ်ကံကြီးကနှိမ့်ဆက်လိုက်တာလေသူနဲ့အတူတူသွားတဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအားဆွမ်းလောင်းဖို့ဆိုတာဝေလို့လက်အုပ်ကလေးချီပြီးတော့ရှေးခိုးလူမြမရှိတော့ကျက်သိမ့်ထစရာကြီးကြောက်စရာကြီးပြိဿဒါကြောင့်သူများလှူတာများလေကို့တပြားမှကုန်တာမဟုတ်ဘဲနဲ့မနာလိုဝန်တို့စိတ်များမမွေးကြနဲ့ပြိဿကြောက်စရာကောင်းလုံးလို့ကျက်သိမ့်ထစရာကောင်းလုံးလို့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီး
သူပါသွားတာနဲ့ဆွမ်းလောင်းမှုဆိုတာဝေလာဝေးစွာလောင်းရလားပြိဿလက်အုပ်ကလေးချီပြီးတော့ရှ िख ိုးမဲ့တရားဓမ္မတော်မရှိယဟန္တာမထေကြီးပြီးပင်လျင်တရားတော်ပြိဿဓမ္မတန်ဝေကကြီးရတဲကြောက်စရာကောင်းတဲ့အတိတ်ကမှာသို့တော်လည်းတီးခမ်းပြီးတော့ရလာသမျှဝအောင်ကျွေးတခြားစီထားကျွေးမွေးပြီးတော့အသက်ကလေးများစိတ်လာသောခါဥပတမ္ပရာကံဆောင်ရယဟန်ပေါင်းတို့ရောက်အောင်သွတ်သွင်းပေးလိုက်ယဟန်ပေါင်းရောက်အောင်သွတ်သွင်းပေးပြီးတော့ဟောနောက်ဘဝကျွတ်တို့အာဂန္ဓုကိုတော်တွေမနာလုံးဝန်းတိုးတဲ့စိတ်နဲ့လတ်လာပါကြီးဖြည့်ဆည်းခဲ့တော်လေမိမိကြောင့်မှမိမိယုံနံဓမ္မသင်္ခါရတရားတွေဤအဖြစ်အပျက်ကိုခရဝရတင်ပြီးတော့အာထုတ်ခဲ့တဲ့ကျွတ်တို့ဥပနိဒယလေးကဒီမာလာအကြောင်းဆက်လိုက်တော့ဟောနောက်လေအာသောကုန်ခန်းလို့ယဟန္တာတော့ဖြစ်ပါရဲ့ဆုံးဝအောင်မဖုံးပေးရပြေးတာကြီးဆုံးဝအောင်ဖုံးပေးရရဲ့လားဆုံးတထမဝအောင်မစားရဒီလိုတထမဝအောင်မစားရဘဲနဲ့နေလာခဲ့ရဒီကနေ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကပြစ္ဆောခဏနဲ့ညံတော်နဲ့ဆင်ញင်းပြီးကြည့်လိုက်တော့ဩလောဘကတိတ်တာလောဘကတိတ်တာသင်ပြီးဒီကနေ့ပရိနိဗ္ဗာန်စံတော့မှာပါတကားယဟန်ဘဝရောက်လာသည့်အထိတထာမှသူဆောင်းဝအောင်မစားရဘူးဒီကနေ့ငါ့ကိုဆွမ်းစားပင့်ထားတဲ့တကားတူရှိနေသည်သူခေါ်သွားပြန်ရင်လေသူခေါ်သွားပြန်လို့လေကြိုက်မှကြိုက်ပါမလားယဟန္တာကြီးတီတောင်ကျက်သိမ်းထားအလေမြို့ပေါက်ထားပြစ်ခဲ့တာကောင်းပါရဲ့ပြီးတော့မှတခါတယောက်ဆွမ်းအပုခိုင်းရတော့မှာပဲငါရှင်လောတကတိတ်ကဆွမ်းစားတော့ပင့်ထားတယ်သို့တော်လေငါရှင်သတိထားလို့ဟောဒီမြို့ပေါက်မှာနေရင်နော်ဘယ်မှကြွမသွားနဲ့သင့်အတွက်ငါဆုံးဖို့လွတ်လိုက်မယ်မှန်လားပါဗျာရိပ်မိပါပြီဗျာဘုရားတပည့်တော်သိပါပြီဗျာဘုရားတပည့်တော်ကိုအကြောင်းပြုပြီးတော့ကလေးဘဝကကိုရင်ဘဝကနေပြီးတော့ယဟန်ထိစောက်ရှောက်ခဲ့တဲ့ဥပိ္ပဇေဆရာကြီးမို့လဲတပည့်တော်လေးစားမိပါ၏ဗျာတပည့်တော်ပါလာတာနဲ့လဲရရအကသာဝကဖြစ်တဲ့ယဟန္တာမထေကြီးတော်မှလဲဆွမ်းလောင်းတာတွေဆွမ်းကတ်တာတွေလှူတာတန်းတာတွေရဆဲလို့အရှင်ဗျာလက်အုပ်ချီသူမြမရှိတပည့်တော်သိလဲသိခဲ့ရပါပြီဗျာမှန်လားပါဗျာတပည့်တော်ဒီမှာနေရပါမယ်ဗျာငါဆွမ်းပို့လွတ်လိုက်မယ်နော်ငါရှင်တမဗျာဒီလိုနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးမြို့ထဲဝင်ပြီးတော့တကအိမ်ဆွမ်းစားပြီးတော့ဟဲ့တကတယောက်လာစားရောက်ဆုံးနေဆုံးရင်နေထည့်ပြီးတော့ဟိုရွာပေါက်မှာယဟန်တစ်ပါးရှိတယ်နော်မြို့ပေါက်မှာယဟန်တစ်ပါးရှိတယ်အဲ့ဒီယဟန်ကိုဒီဆုံးနေသွားပို့ကြီးကတ်ခဲ့နော်မှန်လားပါဗျာမှန်လားပါဗျာရှောက်ပြီးဆွမ်းဟင်းပကံနေနဲ့ဆွမ်းပကံများတွေနဲ့လင်မန်းကြီးနဲ့ကြနာထည့်ပြီးရွက်တော့သွားတာပဲပြိဿအဲ့ဒီတကာကမေ့ပြီးတော့လေလမ်းနဲ့သူ့ဟာသူထိုင်စားပြစ်ကိုချိုးကိုနဲစားပြီးဟိုတကာကပြန်သွားတစောင်းဆောင်နဲ့ငါဥပိ္ပဇေဆရာကြီးကဒီကနေ့ဆွမ်းကခိုင်းလိုက်မတဲ့လောဘကဒိဋ္ဌာမင်းလောဘဝကကြောင်တိုင်းဘုန်းကြီးဖြစ်စဉ်အခါကြွလာတဲ့အာဂန္ဓုတန်ဃာတော်ဒီအာဆွမ်းမစားစီလို၍သူများဆွမ်းကတ်တာမနာလို့ပြီးတော့ခေါင်းလောင်းတောင်မင်းသမမ်းမြက်လေးနဲ့ထိုးခဲ့တဲ့အတိတ်ကမလားဒီခံကိုပြုတဲ့ကံဟဲ့
သူများမကောင်းကြတာအခုတော့ကို့ဘေးဒဏ်နေပြန်ပြီးတော့ထိနေပါလားလောသကတိတ်တာဆုံးဘယ်ဥပိ္ပဇေဆရာကြီးကငါတနာလို့ဒီကနေ့ဒီချိန်ထိလဲဆွမ်းတထမဝအောင်မစားရလာခဲ့လိုက်တာနော်ကောင်းငယ်မော့ကြည့်တော့လည်းမောငါတိတ်တော့မယ်နေကခေါင်းမော့တဲ့နေပြီဒီနေ့လည်းပဲလို့နီးနေမှာဆွမ်းတထဝအောင်စားရမယ်မဟုတ်ပါဘူးမျော်ရင်နဲ့ပေါ်မလာဘူးနောက်ရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးပြန်ကြွငါရှင်သင်ဆွမ်းဖုံးပေးပြီးပြီမဟုတ်လားတတိတော်ဘသူကကတ်လို့လဲခင်ဗျာဟေးဟဲ့ငါရှင်တခါတယောက်ဟိုဆွင်းနေရောပြင်ပြီးအဲ့ဒီလွတ်လိုက်တာပဲလင်မကြီးနဲ့စားတဲ့လင်မကြီးပါဘူးကျွတ်တို့ခုခဲနဲ့မှန်တော့ဒီလိုပို့လေသလားလို့ပေါ့ဗျာမလာပါဘူးခင်ဗျာနောက်ဘဝကပြုခဲ့တဲ့ကိုယ်ကံကိုများညံနဲ့ပြန်ပြီးဆင်းခြင်းမိရလားငါရှင်သိပါပြီဗျာဆင်းခြင်းမိပါပြီဗျာအလေသို့တော်လဲငါရှင်မနဲ့ဆွမ်းမဖုံးပေးရတော့လဲညနေစွမ်းငါခံပြီးတော့ကျွေးမယ်ညနေစွမ်းခံကျွေးမယ်တဲ့ယူပြိတ္တဘာစွမ်းလဲညနေစွမ်းဆိုလို့ခမည်းတော်စားတဲ့ထမင်းတွေကိုဆွမ်းခံကျွေးမှာမဟုတ်ညနေစွမ်းဆိုတာစတုမရူတို့ထညက်တို့တကာတို့ကြံရည်တို့ဘီလာရည်တို့ပေါ့ဗျာခုခေတ်လို့ဆိုရင်ဘုရားကတော့ဒီအရည်တွေကတ်ကြသလားရှိသလားလည်းမသိပါဘူးညနေစွမ်းတပိတ်ကြီးနဲ့လှက်ပတ်ပြီးဆွမ်းခံလို့စတုမရူတွေတပိတ်အပြည့်ရရှင်သာရိပုတ္တရာကြီးအားရဟာကြပြီခုချိန်ဒီဆွမ်းနေစီမှမစားရသေးဘူးကဲငါရှင်ရောဖုံးပေးဆိုလက်ကလေးနဲ့နှိုက်မဲ့အလုပ်ပြန်ရုပ်ဘာဖြစ်လို့တော့ငါရှင်မှန်လားပါဗျာတပည့်တော်လက်နဲ့လှည့်လိုက်လို့ရှိရင်စတုပရုပျောက်ကုန်လိမ့်မယ်ဗျာမပျောက်ပါဘူးလေကဲငါရှင်ငါလက်နဲ့ကင်ထားမယ်နော်ဖုံးပေးအားရအောင်ပိဋကတပိတ်ကြီးပါသူ့မပေးရဲဘူးတပိတ်ကြီးပါမပေးရဲဘူးအပေါက်မပါပဲနဲ့ပျောက်ကုန်မှာဆိုလို့ကြောက်စရာအတော်ကောင်းတယ်နော်ပိဋကအဲ့ဒါနဲ့တရားနာပိဋကကြီးရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးကတပိတ်ကြီးကိုင်းလို့ငါရှင်အားရအောင်ဖုံးပေးလို့ကုံရောတပိတ်တစ်လုံးကုံရောပေါ့တထမဝခဲ့ပဲပရိနိဗ္ဗာန်စံမဲ့နေ့နောက်ဆုံးတထဒီစတုမရူဇွန်တထပဲသူဝအောင်ဖုံးပေးသွားရဒီလိုစတုမရူဆုံးတထဝအောင်ဖုံးပေးပြီးတဲ့နေ့မှာပဲလောတကဒိဋ္ဌမထေကြီးအနုပါဒိသေသခေါ်တဲ့အကျွမ်းမရှိတဲ့ပရိနိဗ္ဗာန်စံဝင်တော်မူရရှာသည်ကြောက်စရာကောင်းတယ်နော်နိဗ္ဗာန်ရောက်တာတောင်အငန်းငန်းအပြတ်ပြတ်နဲ့ရောက်ရဒါကြောင့်ခမည်းတော်ကျွတ်တူလည်းပဲဒီစိတ်ဒီအကြံဒီမကောင်းတဲ့ကံတွေများမပြုတ်မိအောင်လို့ဒါသတိပေးတဲ့အနေနဲ့ဒီဇာလန်းကိုဒီနေ့ဟောရပါသူများမကောင်းကြတော့ကိုယ့်ဘာဖြစ်ညုံလာရှေ့တုန်းကကြားဘူးမှာပေါ့ငငယ်တုန်းကဖို့သူတော်တယောက်ကြောင်းရှိရွတ်လိုက်တာသူများမကောင်းကြံကိုပြန်ပေးတန်းထိဘယ်လန်းတော်သူများမကောင်းကြံကိုပြန်ပေးတန်းထိမုံတယ်မတယောက်ကဖိုးသူတော်အတော်အမြင်ကတ်တော့တွေးကြသေးတာပေါ့ဒီသူတော်ဘာလည်းမဟုတ်ခဲနဲ့ကမ္မထမ်းမဟုတ်ဘာမဟုတ်ရွတ်လိုက်တာသူများမကောင်းကြံကိုပြန်ပေးတန်းထိဘာမှလည်းမသိဘူးကဲဒင်းတော့ထိစေရောဟဆိုပြီးတော့မုံရှက်ကြီးတစ်ချက်အနတ်အရသာနဲ့ပြည့်စုံအောင်လုပ်ပြီးတော့အစိတ်တွေလူးပြီးတော့ပေးလိုက်တယ်ဘုသူတော်ကကြည့်ဟာမှုရတာပါလားတလောက်ငွေတလောက်အရသာရှိမဲ့မုံငါနဲ့မတန်ပါဘူးလေဘုရားကိုတော်မြတ်ကြီးဆွမ်းတော်တင်ပါပဲဘုရားဆွမ်းတော်တင်လိုက်ပါရောဗျာဘုရားဆွမ်းတော်တင်တော်မုံတယ်မရဲ့သားကလည်းအဲ့ဒီကြောင်းထားတာဆွမ်းတော်တင်မုံကြီးသူ့သားအကောက်ကြိတ်လိုက်ပါရောဗျာစမ်းခဲနဲ့ဘုသူတော်ကကြည့်ဟာကလေးမင်းမလို့ဖြစ်တာတော့အဲ့ဒါမင်းမလူတဲ့မော
ဟောမင်းမေခါတယ်မင်းစားပြီမင်းဒီလိုဖြစ်ကုန်ပြီမင်းမေလူတဲ့မုံတော်မဟုတ်ဘူးဖိုးသူတော်ဟဲ့ကျောင်းသားပြောလာသားကျောင်းသားပြောလာသားတော်သူ့မိတော့ခေါ်ကြည့်သားကျောင်းသားတယောက်မုံဆွန်းတော်ရင်ကောက်စားတာဆွန်းတော်ရင်ဆိုလို့ဆွန်းတော်ရင်စားတဲ့လူတွေလည်းသတိထားကြလားဟောသတိပေးတာပါဆွန်းတော်ရင်သတိထားစားနော်ဒီခုဆွန်းတော်ရင်မုံကောက်စားလိုက်တာတရားနာပြီးတဲ့ဇန်းကဲနဲ့ကလေးသေရောဆိုကြပါစို့ကျောင်းသားတယောက်ဆွန်းတော်ရင်မုံကောက်စားလို့အစိပ်ပါပြီးသေပါတဲ့လို့လဲဆိုရောဟိုမိမငရမ်းပြလူဖြစ်လာဟုတ်တော့ပေချင်းစိုးကြီးမစားဘဲနဲ့ဘယ်ကလေးတွေကောက်စားကုန်ပါလိမ့်ပေချင်းစိုးကြီးတဲ့ဖိုးသူတော်ကိုစိတ်ဆိုးတော့ဆဲတော့တာကြည်စား तू မစားဘဲနဲ့ဝလီ तू ကမစားဘဲဆုံးတော့တင်တာကျောင်းသားကြီးကောက်စားတဲ့ဝလီဘသူသားလေးများဖြစ်ပါလိမ့်ဘသူသားလေးများဖြစ်ပါလိမ့်နဲ့ तू ကပြေးအလားပြေးလဲလာရောတရားနာပြေးတာသွားခေါ်တဲ့ကျောင်းသားလေးနဲ့တွေ့ပြုတ်ဒီမှာဟိုခမရသားလေးဆုံးတော့တဲ့မုံကြီးကောက်စားလို့ပေးပြီးဗျဟင်မလေးကိုကျော်နေပါဘောလားကိုကျော်တအားပြေးလာပြီးတော့ဟမလေးဖို့သူတော်ကမ္မထမ်းငါကိုရောင်ပြန်ကွယ်လေပြီအခုမှကမ္မထမ်းဖြစ်သွားတယ်စောတော့ကမ္မထမ်းဖို့ပါမဟုတ်တဲ့သူ့သားလေးသွားကြည့်ပြီးတော့အမလေးဖို့သူတော်ကမ္မထမ်းငါကိုရောင်ပြန်ကွယ်လေပြီအဲ့ဒီကဲ့သို့អော်ပြီးတော့ဟောသူများမကုန်းကြံလိုက်တဲ့မိန်းမဖို့သူတော်ရွတ်တဲ့ကမ္မထမ်းတိုင်းကိုပြန်ဘေးတန်ထိလို့သူ့သားပဲသေရပါတယ်ပြိဿဒါကြောင့်ကျွတ်တို့တရားနာရပြိဿကြီးလည်းမကောင်းတဲ့အလုပ်တွေဒီကနေ့ကစပြီးတော့ဒူနာတေဝေးကရှောင်နိုင်ကြပါစေဘယ်ကရှောင်ရမှာဘာနာတေးတော့ဟိဒူနာတေးတော့ကြားဘူးမှာမကြားဘူးလားဟိုတုန်းကလေဖိုးသူတော်တစ်ပါးရှိတဲ့ကျောင်းမှာဖိုးသူတော်သူများကအဲ့ဒီတရားကိုဖုံးကြီးလို့ဟောတယ်ဟောပေါင်းများကျွတ်တို့ကတော့ဖိုးသူတော်ပဲလွှဲချကျွတ်တို့ကဖုံးကြီးကိုအဲ့ဒီဖိုးသူတော်ကတရားနာပြေးတာအရထဲလင်းရှိမယားတယောက်အိမ်သွားလဲတာလဲရောပြိဿလဲတော့တူပြောကြပါစို့လဲရောပြိဿကဲအကုန်လဲကုန်တာဗောလင်းရှိမယားနဲ့မှားရောလင်းရှိမယားနဲ့မှားတော့တရားနာပြေးတာတယောက်နဲ့တယောက်အချိတ်ဆက်လှုပ်ထားဟိုကလည်းကလေးချော်သလိုလူကလေးရတဲ့မောင်သက်ရှင်မရောက်ဖေးလဲတော့သွားတဲ့ကွယ်အိပ်ပါတော့လားဟိုမိမကအင်းကဟာကြီးမရှိဘူးတဲ့လာခြင်းလာတော့ဒီဒိဗ္ဗေပေါ့ဟာအချိတ်ဆက်လှုပ်ထားကျောင်းကဖိုးသူတော်ကလည်းတရားနာပြိတ္တာကြီးဇင်းညာလျှောက်သလိုနဲ့သမန္တာလာခဲ့မယ်လေစက္ကဝါလေးသူယခုမြန်စွာရောက်သွားပြီဟဲ့ဘုရားရွတ်သလိုနဲ့ဟိုကလင်းရှိတုံးတော့တရားနာပြိတ္တာမသွားရဘူးပေါ့အော်ဒါကိုတချို့ကကြံဖန်ဖန်သချင်းရေးသေးမကောင်းတဲ့အလုပ်ကြီးမြောက်ပေးတဲ့သချင်းကပေါ်လာတယ်ရိုးချစ်တာတဲ့ခိုးချောင်းခိုးဝဲချစ်ကြသူတွေမှာဘာဆိုလားပဲအတော်ဆိုးတဲ့သချင်းတွေပေါ့ကြည့်ရိုးချစ်တာမဟုတ်ဘူးအဲ့လိုခိုးချောင်းခိုးဝဲနဲ့တလို့နဲ့တရားနာပရိသတ်ယူသွားလူကလေးရဲ့မောင်သက်ရှင်မင်းဖေးလေတော့သွားတဲ့ကွယ်အိပ်ပါတော့လားလာခြင်းလာတော့အချက်ပြီးဒီကလည်းသမန္တာလာခဲ့မယ်လေစက္ကဝါလေးသူယခုမြန်စွာနောက်ဆောင်ရောက်ဒီလိုနေလာတာတနေ့သ၌ကြတော့တရားနာပရိသတ်ကြီးလင်လုံးတဲ့လူကညာကြီးမင်းကောင်ပြန်အလားဟုတ်တော့အေးကလူပြန်လာပြီဒီမလာဖုန်းသူတော့ကတုံးဆွဲခေါ်သွားအဲ့လေးလက်ဆွဲခေါ်သွားကတုံးဆံမရှိဘူးဘယ်လိုဆွဲမလို့လက်ဆွဲခေါ်သွားပြီးတော့တစက်မိတ်ချထားတဲ့လူတထိုင်မလွတ်တလို့စင်အိုးကြီးတဲ့ထက်တော့ခေါင်းကနည်းနည်းအထက်မောက်ပြီးပေါ်နေအဲ့ဒါဘန်းစုပ်ကြီးကောက်အုပ်ဘန်းကလည်းပကံများလောက်စုပ်ပကံများလောက်အလဲကောင်ကစုပ်တဲ့ဘန်းအုပ်လိုက်တော့သူ့ကောင်းကြီးကဘန်းပေါက်ထဲကနေဖူးကြီးထွက်ဒီတော့လင်လုတ်တဲ့လူကပြောဟဲ့နေမလို့တော့အချိန်ရှိမှာအဟိုမိဘတွေကငါ6ပြားကြောင်စားဆုံးလို့ကျုပ်သိမ့်တာ
မိမများတင်ခတုပတ္တိညာကောင်းလိန်စားနိုင်တဲ့မိမလင့်အပေါ်အဲ့ဒါလူစော်ပဲလူပေါ်ပဲမှတ်ထားတချို့မိမလင်လိန်စားတယ်မိဖို့ကြောင့်လည်းငါ6ပြကြောင်စားမှာကကိစ္စမရှိပါဘူးဒီစင်ဦးပေါ်မမဲရပါတော့ဟာအိုးတော့နဲ့တော့အဆန်းလို့ကျွတ်တော့ကောက်ဆိုင်စီထောင်ထားတယ်မဟုတ်လားတော့ကောက်ဆိုင်မတွေထုခေါ်တယ်မောင်းတစ်ကြီးလေတော်ဝဲလာတဲ့မောင်းတစ်ကြီးညံကကောင်းတယ်ပြုံးမနဲ့ဆိုတော့အခုမောင်းကြီးတိုင်မဲမဲကြီးအေးငါဝဲလာတဲ့မောင်းကြီးငါတခါမှထုမကြည့်ရဘူးဒီတော့မိမကပြောတယ်တော်တဲ့အချိန်မရှိမှအရာထဲမီးလာပါလားဆိုပြီးလန့်ကောင်ထုပါနဲ့နည်းနည်းတော့စမ်းကြည့်ရအောင်ဖိုးသူတော်အတွင်းကစဉ်းစားတယ်ငါမောင်းဆိုပြီးဆော်တော့မှာသူငါကောင်းမောင်းဆိုပြီးတော့ဆော်တော့မယ်မောင်းလို့အော်ရင်မအော်ရင်ငါတို့ကိစ္စပေါ်တော့မယ်နောက်ဟိုကမောင်းထုတဲ့တင်းပုတ်ကြီးယူလာလေဟာထုလိုက်ဒူဟူဟူလင်လုတ်တဲ့လူကပြောတယ်ဟေးမောင်းတန်ကြီးကဘယ်နဲ့ဖြစ်လဲတော့နေစင်အိုးပေါ်မှောက်ထားတော့တဲ့စင်အိုးတွေကထွက်လာတဲ့အတန်ဆိုတော့လှိုင်တန်ပေါ့တော့မိမကလည်းပြောတတ်နောက်တစ်ခါထုလိုက်ဒူဟူဟူဟေးပြောစီကြီးပါလားဟာတော့နေဒဇမ်းလိုက်ချတာကနှင်းကြလို့ဣနေတာမောင်းတောင်နှင်းကြလို့ဣပြန်တယ်ဟိုထုကောင်းလိုက်ထုနေတော့ကြာထုလိုက်ဒူဟူဟူမဟုတ်ဘူးပြိဿနားလာတော့ဒူနာနာပြစ်လာအဲ့ဒီဒူနာနာអော်ပြီးတော့လင်လုတ်တဲ့လူကလည်းထုပြီးတော့တရားနာပြိဿပြန်အိတ်တော့ဒါရှေးတုန်းကပုံမြင်နော်ကျွတ်တို့ငယ်ငယ်ကဟိုအဖေကြီးများမေကြီးများပြောတဲ့စကားမှတ်ထားဖုံမဟုတ်တော့ကိုယ့်ဘာကိုချင်းချင်းပေါ့မကောင်းတဲ့အလုပ်ဒူနာတေးဝေးရှောင်ဆိုတာသဘာဝလေးပေါ်လာအောင်အဲ့မှာဘန်းစုပ်ကလေးဖဲဖို့သူတော့အိတ်ကြပြီအိတ်ရောပေါ့ငါအားရအောင်နှက်သွားတာဘန်းစုပ်ကလေးဖဲစင်ဦးဘော်ကကြော်တက်လမ်းကြားထဲရောက်တော့သူကတုံးလေးသူပုတ်လို့သူဖြစ်သူတွေးပြီးတခစ်ကြီးဟမ်းမလေးဆော်လိုက်လေကွာနာလိုက်တဲ့ထိတ်ကြီးထူတာကိုပြိဿဆော်လိုက်လေကွာနာလိုက်တဲ့ထိတ်ပရိတ်သမန္တာကြောင့်လွတ်လာပေါ်လေပရိတ်ကြောင့်လွတ်တာဟင်ဒီလိုနဲ့တရားနာပရိတ်နေလာလိုက်တာနောက်ရကြဟိုကလင်မရှိတော့အတန်ပေးလာတဲ့ချင်းသေးတာကိုပရိတ်ရဲ့လူကလေးရဲ့မောက်သက်ရှင်မင်းဖေးလဲတော့သွားတယ်ခွဲအိပ်ပါတော့လားအတန်ပေးလိုက်သွားခြင်းတယ်ဟိုကကတုံးတရိယပို့ကြည့်လိုက်တော့ဘူးကြီးကမပြောက်သေးဘူးဒီတော့မလာနိုင်တော့တဲ့အကြောင်းပေါ့လေကြောက်သွားပြီဆိုတဲ့အကြောင်းပြန်ပြီးတော့သူကပရိယွတ်တလူလူနဲ့သမန္တလာခြင်းမရဲ့လေမနေ့ညကဒူနာတေကိုခွဲပဲကြောက်လှကြီးရဲ့လေမသွားတော့ဘူးတဲ့ပြိဿနောက်ပြတ်သွားကြတဲ့ဒါကြောင့်ကျွတ်တို့တရားနာပြိဿကြီးလည်းမကောင်းတဲ့အလုပ်တွေဒူနာတေပြီးတော့ဒီကနေ့ကစဝေးကြီးရှောင်ကြပါစို့ကောင်းမလားပြိဿကြီးလောကတိတ်သမထေတရားနာပြိဿပရိနိဗ္ဗာန်စံသည်အထိမဝတဝနဲ့တထက်ထဲဝအောင်ဖုံးပေးသွားရသောကိစ္စသည်သူများမကောင်းကြံလို့ဗါတဲ့ပြိဿကိုဗေဒံထိလို့အမိပေးတဲ့ဇလန်းသည်ဒီကနေ့ညနာယီပြန်တစ်ချက်ထိုးကန်ဤအချိန်မှာနှိဋ္ဌိတမ်းပါတယ်ကိုင်းမေတ္တာပို့ရအောင်ဆိုကြနှစ်ဖြင့်စောစောလေးကြွကြပေါ့တကဘာလုံးမှာမြတ်တာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလည်းခြေရင်နေဖုံမုံစိတ်တွေပြစ်ပြအသီးသီးဆောင်မိမိတို့အင်္ဂယာဌာနသို့နိဝတ္တန်တုသီခံရတာပြန်ကြပြီတော့နိဝတ္တန်တုမေတ္တာရေပခါဖြောင်းလိုက်မယ်
ပြစ်ပရာတွေဝေးရမြန်းစေရောခြေတရာဆွေကလျှံပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြောင်းပါလေတော့ပြောင်းကြစေကုန်သတည်း